လုံးနေကြတော့မဲ့ဒါပေမဲ့နတ်တွေအကုန်လုံးကဘာဖြစ်နေနတ်တွေအကုန်မြက်ထွက်ကုန်သူတော်ကောင်းရသေးကိုဒီဘယင်ပြစ်မှားတယ်ပြစ်မှားတဲ့ဘယင်နောက်ကလူတွေကလည်းပဲယုံနဲ့လက်ပြီးတော့အားပေးနေကြတယ်အဲ့ဒါကိုစိတ်ဆိုးတာကနတ်တွေစိတ်ဆိုးပြီဆိုလို့ချင်းနတ်တွေကိုပြေးအောင်ဒီဒန္တကီမင်းမတတ်နိုင်နတ်တွေစိတ်ပြေးအောင်တတ်နိုင်မှာကတော့တရဘင်ကရသေးဝင်ကူရင်တတ်နိုင်စရာအကြောင်းရှိတယ်သို့တော်လည်းပဲကိသဝိဇ္ဇအရှင်သေးကိုတောင်းပါကာလကဏီဆိုထားတဲ့ဒီမင်းဟာတရဘင်ကစာရည်တဲ့တခြားရသေး9ယောက်ကိုခေါ်ပြိဿရဲ့သူတော်ကောင်းလို့သူထင်အောင်မလားမထင်နိုင်ဘူးအဲ့ဒါကြောင့်တရဘင်ကသိသွားနားလည်သွားတာကဩဒီဘယင်ကိုကယ်လို့မရဘူးအဲ့လိုသိသွားအဲ့ဒါကြောင့်တပည့်တွေကိုလွတ်တယ်ဟေ့တပည့်တွေကုံဘဝတီကိုသွားကြကိသဝိဇ္ဇရှင်ရသေးအသက်လည်းကြီးပြီပင်လည်းပင်ပန်းနဲ့တမျိုးလုံးတနိုင်ငံလုံးကစော်ကားခံရတယ်အဲ့ဒီရသေးအဲ့ဒီတိုက်ပြီပဋ္ဌာန်းနဲ့ခေါ်ခဲ့ဆိုတော့တပည့်ရသေးတွေထမ်းစင်ကြီးတွေထမ်းပြီးတော့ကိသဝိဇ္ဇရှင်ရသေးကိုကုံဘဝတီကနေထုတ်သွားကြရသေး9000 8000အကုန်လုံးလိုက်သွားကြတာကုံဘဝတီတစ်မျိုးလုံးမှာပြိဿရဲ့ရသေးယဟန်ရှိသေးလားကုံသွားတယ်အကုန်လုံးပါသွားတယ်တရဘင်ကရသေးကြီးကခေါ်သွားတယ်အဲ့တော့သူတော်ကောင်းတွေကုံသွားပြီဆိုတာနဲ့တပြိုင်တည်းနဲ့သူတော်ကောင်းရဲ့အရှိန်အဝါကိုဒီမြို့သူမြို့သားတွေဘာဖြစ်လဲအားကိုးစရာမရှိတော့အဲ့ဒီအချိန်အနေမှာစိတ်ဆိုးတဲ့နတ်တွေကလှုပ်တာဘာစလှုပ်သလဲလို့ဆိုလို့ရှိရင်မိုးသီးထန်စွာရွာစေးတယ်ရှေးဥစွာဘာလုပ်လိုက်လဲမိုးရွာမိုးကြီးသီးထန်စွာရွာချတမျိုးလုံးရေဆေးသလိုပဲအုံနဲ့ဟောရပြီးတော့အမေပြောလိုက်ကြတာဘယင်ကြီးအတွက်မိုးဝတောင်အားပေးတယ်အောင်ပွဲပေါ်မြို့တောင်သားရှင်းသွားပြီးထင်တော့မှရှိသေးတယ်နော်မဒုဝမင်းညတိပါလောယဝပပနပိစတိမကောင်းကျိုးမလားသေးမိလူမိုက်တွေကသူတို့အမှုကိုဘယ်လိုလဲပြားသကလိုခြုံနေတော့မယ်ဘယ်လိုထင်တော့လဲခြုံနေတော့မယ်အဲ့တော့မိုးပဂရိမိုးရွာပြီးပြီဆိုတော့မှသဲဖြူမိုးရွာတယ်ပြောတမျိုးလုံးခြိုက်ဝမ်းနေပါရီရှုပ်နေဖွက်ဒီအကုန်လုံးသဲခင်းတယ်လို့ဖြစ်မြို့ကလှသွားဘယ်နှမိုးရပြီသဲမိုးရွာပြီးတဲ့အခါကျတော့မှပန်းမိုးရွာတယ်တမျိုးလုံးပန်းနေခင်းတာပြီအဲ့ဒီအထိလူမိုက်တွေထင်တော့မယ်ဘာထင်လဲတို့အောင်ပွဲတို့လောက်ရတဲ့မှန်တယ်ဒီလိုပဲထင်တယ်မတဝမင်းညတိပါလောယဝပပနပိစတိနွားမရဲ့တို့တိုင်းကညှင့်လိုက်တဲ့နှုတ်ကြီးကညှင့်ခါစမှာဘာဖြစ်သလဲချိုစိန်နဲ့အေးရက်တဲ့ရီပေါင်းတဲ့အချိန်မှာချင်းဆုပ်ဖြစ်လိမ့်မယ်နော်မကောင်းကျိုးတွေမပေးသေးမီလူမိုက်တွေသူတို့ရဲ့လုပ်ငန်းကောင်းတယ်မှန်တယ်ဆိုပြီးတော့ချိုမြိန်၍နေနေတော့မှစတုထဓမ္မိုးရွာတယ်စတုထမိုးကဘာလဲလို့ဆိုတော့ပြိဿရဲ့ပိုက်ဆံမိုးတယ်ဘာမိုးလဲစာတိုင်းပြောရင်မာသကဝတ္တရဲ့ကဟပနဝတ္တရဲ့လို့စာမှာဒီလိုပြောတယ်အဲ့တော့ပိုက်ဆံမိုးက2မျိုးပေါ့ပိုက်ဆံအနုပ်အကျွေလေးတွေသေးလေးတွေမိုးရွာတယ်နောက်ဒုတိယဓမ္မကတော့ပိဿံအရွက်ကြီးတွေမိုးရွာတယ်ဆိုတော့ဟာဒုတိုင်းပြည်ရွှေမုံငွေဘိုးတွေတောင်ရွာကုန်ပြီပျက်စီးမယ်ဆိုးရုံမယ်ဆိုတာမဟုတ်နိုင်ဘူးအဲ့ဒီထိထင်တော့မယ်ချိုတော့မယ်ပေါ့ဗျာနော်အဲ့တော့လူတွေကပိဿံတွေဘာတွေထွက်ကောင်းမယ်မဟုတ်လားပညာကထွက်ကောင်းဦးမလားကောက်ပါပဲ900ရ1000ရဟုတ်လားပိုက်ဆံမိုးကရွာတာဘူးဗျာနော်အဲ့ဒါပိုက်ဆံမိုးလေးရွာလို့လည်းပြီးရောနောက်တမိုးကလာမှာကလဲဝတ်တန်စာမိုးတဲ့နတ်တွေစိတ်ဆိုးလို့လုံနေတာနော်ဘာမိုးလဲဟာဆွဲကြိုးတွေရောနှထောင်းတွေရောဗရက်တွေရောလက်စွပ်တွေရောကြောက်စိမ့်တွေကြောင်းတီတွေနဲ့ဖြုံနဲ့ရွာချဟာတို့ဘရင်ကြီးသူတော်ကောင်းမို့လို့ယရနာမိုးရွာတာအောင်ကျွချင်းနဲ့ပြောပါကောက်တုံးမယ်
မြေကစနှုတ်လေးဘာဖြစ်နေသေးတာလဲချိုနေသေးတာပါပဲနော်ရတကလို့ချိုနေတော့မယ်ဘယ်နှမိုးရှိသွားဘယ်ကလေးမိုးရီမိုးပြီးတော့သဲမိုးပန်းမိုးပိုက်ဆံမိုးနှမျိုးလေဝတ္တန်စာယရဏမိုး6ခုရှိသွားပြီအဲ့တော့ကြောက်တံပရမယမိုးတွေရွာပြီးဆိုတဲ့အချိန်ကြတော့လူတွေကအိန္ဒြေမရတော့ပိုက်ဆံလေးတစ်ကြက်နှစ်ကြက်ဆိုတာလေးတွေကျဲတဲ့အချိန်တုန်းကဘယ်သူမှသိမကြည့်ဘူးပေါ့နော်အစိမ့်တန်1000တန်ရွက်ကြီးတွေကျဲရင်တော်တော်လူတယ်ဟုတ်လားဩပရမယလုံးကြီးတွေကောင်းကင်ကကြာလာရင်အကုန်ထွက်မှာပေါ့အဲ့ဒါအိမ်ထဲရှိတဲ့လူမထွက်အောင်လုပ်တဲ့နည်းရအဲ့ဒါတွေကျဲပေးတာအဲ့တော့မှအုံနဲ့အကုန်လုံးထွက်လာပြီလဲဆိုရောကောင်းကင်ကစိတ်ဆိုးတဲ့နတ်တွေကဒေါသနဲ့လွတ်ထဲတာလက်နဲ့မိုးတဲ့ပြိဿကြီးဘာမိုးလဲအတုံးယုံအပိုင်းပိုင်းပြန်ပြီးတော့လမ်းပေါ်မှာတုံးယုံအကုန်လုံးသိကြတာပဲထွက်ကောက်တဲ့ကောင်တွေတော့ကောင်မတွေလည်းပါမှာပေါ့လက်နဲ့မိုးရွာလို့လည်းပြီးရောတုံးယုံသေဆုံးကုန်ပြီဆိုတဲ့အချိန်ကြတော့မှနောက်တစ်ခုထပ်ရောတာအဲ့ဒီမသိဘဲနဲ့တဝက်တစ်ပြက်သေလူမျိုးပါဖြစ်ကြံနေတဲ့ကောင်တွေကိုထပ်သတ်ဖို့ဆိုပြီးတော့ကြောက်ခဲမိုးတွေရွာချတယ်ကြောက်တုံးတွေခက်ကြီးကြီးရွာထုတ်ရိုက်နှံ့စင်းစင်းမှုံမှုံညံ့ညံ့ကြည်သွားကြောက်ခဲမိုးရွာပြီးတော့မှနောက်တစ်ဘိုးကဘာလို့ဆိုမီးကြီးခဲမိုးတယ်နော်ဘလောက်ရောက်သွားပြီလဲမိုးကိုမျိုးရောက်သွားပြီနောက်ဆိုနံပါတ်30ကျတော့မှဘာဖြစ်တယ်လဲသဲမိုးတဲ့ပြိဿကြီးအတုံးအယုံနဲ့ဘယုဘရဲ့မြေမကောင်းအောင်အပိုင်းပိုင်းပြတ်လို့သေဆုံးကုန်နေတဲ့ပုဂ္ဂိုလ်တွေရဲ့အပေါ်မှာမိတွေကလည်းဟုံဟုံတောက်လို့မိကြီးမိုးနဲ့နော်အဲ့ဒီပေါ်မှာဘာလုပ်ပြတာလဲသဲနဲ့ဖုံးပလိုက်တာကုံမပူရီတိုင်းပြည်ကြီးတစ်ခုလုံးဟာမဖြစ်သွားလဲဒေသသဲကန္တာရဖြစ်သွားတယ်အဲ့တော့ဘုန်းကြီးကတော့စိတ်ထဲဒီဇတ်ကိုဖတ်ရင်းနဲ့တခါပြန်စဉ်းစားကြည့်တာကတော့ဩဂဂရိမိုးရွာတာကောင်းပါတယ်နောက်ဗာမိုးလဲသဲပြူမိုးရွာတာကောင်းပါတယ်သဲလန်းလေးတွေဗာလေးတွေခင်းပြီးသားဖြစ်တာပေါ့နောက်ဗာမိုးလဲပန်းမိုးရွာတာပန်းခင်တော်လန်းကလေးများမှာအကုန်လုံးလျှောက်ချင်ကြတယ်ကောင်းပါတယ်ဟုတ်လားပန်းခင်တော်လန်းကိုလျှောက်ချင်တော့ပန်းမိုးရွာပေါ့ကောင်းသေးတယ်နောက်ဗာမိုးလဲပိုက်ဆံမိုးအသေးအကြီးနှမျိုးရွာတယ်ဒါလည်းကောင်းသေးတယ်လူတယ်လေပိုက်ဆံလည်းသိလူတယ်ကိုနော်နောက်ဗာမိုးရွာလေဝတ္တန်သာယရဏတွေကြောက်တံပရမယတွေဒါလည်းပဲဒါလိုအပ်ချက်ပဲဒီအထိလည်းကောင်းသေးတယ်နောက်ဘာကြမှာမကောင်းတော့လက်နဲ့မိုးတော့မရွာပါစေနဲ့ငါးမိုးနဲ့ရပ်ပါဒါမဲ့ဇတ်တော်က10မိုးအထိသွားတယ်ဗျာနော်အဲ့တော့ဒီဇတ်မှာဖတ်ရင်တဲ့ဘုန်းကြီးတို့ကတော့ဒီကနေ့ကဘာရက်ရက်တိုင်းပြည်သီးငါးမိုးလောက်ရွာပေးရင်တော့ကောင်းမယ်6ခုပြောင်းမိုးတော့မလာပါစေနဲ့ဆူတောင်းပါဒါပေမဲ့ကုံမပတိမှာတော့10မိုးအထိရွာလိုက်တော့တပြည်လုံးဘာဖြစ်လဲသဲဖုံးသွားပြီလူတွေလည်းကုံရောဘယင်လည်းပြုတ်ပြုံးသွားအဲ့ဒါကိုဆိုထားတာကာမပရဒပတ္တနာဝိနာသေပိစုပဋ္ဌိတေအာနယောနယရူပိနာဝဋ္ဌိမေကမြာဒိဋ္ဌတိကာမပရဒပတ္တနာကုသိုလ်ကံချော့ချောခြင်းသို့ဆက်ရောက်၍နေကြပေကုန်သောတတ္တနံသတ္တဝါတို့မှာဝိနာသေပိစုပတ္တိတွေပြည့်စည်ဖို့ရန်အခွင့်အလမ်းတွေဥတည်လာကြပြီဆိုရင်တော့အာနယောနီးလွဲနီးမားတွေကနယရူပေနနီးမှန်လမ်းမှန်လို့ဖြစ်ပြီးတော့ဟုတ်တယ်ကြီးပွားမဲ့အခွင့်အလမ်းတွေကိုအက္ကမြနည်းနည်းဖြစ်စည်း၍တိတ္တိဒီလာတယ်လို့ဘောရဏစရိယာရှိရှိကဆရာဟောင်းတို့သည်အာဟုကတင်ဒီကောင်းစွာမသိမိတ်ဆိုတော်မူခဲ့ကြလေကုန်သတည်းသောမဝတိမြို့တော်ကြီးပြည့်စည်ပြီးနောက်ဂေါဒဝရီမြစ်ကမ်းမှာကိသဝိဆအရှင်ယသိသူတော်ကောင်းယသိတပါးလည်းပဲပြိဿရဲ့နာရွာစံတော်မူတယ်လို့ပြောရမယ်ဂေါဒဝရီမြစ်ကမ်းမှာကိသဝိဆအရှင်ယသိ